ဒီစပိန်ကိုဒီစက်တက်လိုက်ကောင်းလားမသိဒီစက်ကိုစပိန်နောက်မှာပေါ့နော်ဖေးထူးကလောက်စရာမရှိတော့ဘူးဆိုတော့ဒီစက်ကိုဖြုတ်ပြီးတော့ဒီစပိန်နောက်မှာတက်လိုက်ကောင်းလားမသိဒီစက်ကိုဗျာလုံးလိုက်ဖြုတ်ပြီးဒီနောက်မှာထိုင်လို့ဆွဲရှင်းမောကကြီးရဲဆိုတော့ခေါင်းထည့်ပြီးတော့ရှိန်သွားလာရဆိုရင်တော့ဘရိတ်ကိုနည်းနည်းကားလို့တော့ဗျာအဲ့ဆိုရင်တော့စင်ပြေတော့ဒီနောက်ထုတ်လိုက်စက်အဲ့တော့ကားလုံးမယ်အားလုံးတမြန်မာနိုင်ငံမှာမဟုတ်တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့လေရင်နဲ့လုံးလေးရအောင်ပြန်လာပါတာနော်ဆက်စကောင်ဝဲမြန်မာနိုင်ငံမှာတော့ဈေးတော်ကြီးပါပဲစကောင်ဝဲဒီမှာဆိုရင်တော့အမော်လည်းကြီးကျွန်တော်ကားစင်စဉ်းစားလေးစက်ကိုဒီနောက်ဒီစက်ထိုင်လိုက်ကိုအနောက်ထိုင်တွဲမယ်တွေးဝင်ချင်းဘောကကြီးရဲ့ကြီးဘူးရလို့ရှိရင်ဒီမှာထားမယ်အဲ့လိုစဉ်းစားကြည့်ဘုရားမရှိတော့လောက်ကြည့်ဦးမှာအဲ့ဒီစက်ဘယ်ကျိုးပါညာခိုင်းမှတက်မယ်